မိုင်းနဲ့ရှိပြင်းနိုင်တဲ့ဒုံးကျည်တစ်တွေတီထွင်နိုင်ခဲ့ပြီးမင်းအောင်လှိုင်ကိုလက်ဆောင်ပေးတော့မှ SDTF ဆိုတဲ့သတင်းကိုပြောပြပါအောင်မယ်။တော်လိုင်းနေမြေကလက်နက်တီထွင်မှုတွေမှာတော့အံ့ဩသင့်စရာအောင်မြင်မှုအသစ်တစ်ခုထွက်ပေါ်လာပြန်ပါတယ်။အဲ့ဒါကတော့ Sword Dragon Drone Force SDTF အဖွဲ့ကနေမိုင်းနဲ့ရှိပြီးတိကျစွာပစ်ခတ်နိုင်တဲ့ Missile Rocket တွေကိုအောင်မြင်စွာထုတ်လုပ်နိုင်ပြီလို့ရုပ်သံကနေတဆင့်ထုတ်လွှင့်ပြသလိုက်တာပဲဖြစ်ပါတယ်။သူတို့ရဲ့ရုပ်သံထုတ်လွှင့်ချက်ထဲမှာတော့6မိုင်ထိပစ်ခတ်နိုင်တဲ့ Missile Rocket ကိုမင်းအောင်လှိုင်အတွက်ဆိုပြီးရွေချက်ရှိနဲ့ပြောဆိုသွားတာကိုတွေ့ရပါတယ်။ဒါဟာတော်လင်းအင်အားစုတွေရဲ့စိတ်ဓာတ်နဲ့ဂျန်သူပေါ်ထားရှိတဲ့သဘောထားတွေကိုထင်ဟပ်ပြသနေရပါလက်ရှိမှာ SDTF အဖွဲ့အနေနဲ့4မိုင်6မိုင်ကနေ10မိုင်အကွာဝေးအထိတိကျစွာပြစ်ခတ်တိုက်ခိုက်နိုင်တဲ့အဆင့်အထိကိုလက်နက်တွေကိုအဆင့်မြင့်တင်ထားနိုင်ခဲ့ပြီလို့ဆိုပါတယ်။ဒါဟာတော်လင်းတပ်ဖွဲ့တွေရဲ့လက်နက်ထုတ်လုပ်မှုနည်းပညာတွေဘယ်လောက်အထိတိုးတက်လာပြီလဲဆိုတာကိုသက်သေပြလိုက်တာပါ။ဒီလိုအောင်မြင်မှုတွေရရှိလာတာဟာလွန်ခဲ့တဲ့9နှစ်တာကာလအတွင်းမှာတော်လင်းမိဘပြည်သူတွေရဲ့တခဲနဲ့ထောက်ပံ့ကူညီမှုတွေဝိညာဉ်အပိမှုတွေအကြောင်းပဲဖြစ်တယ်လို့လည်းသူတို့ကအတိအမှတ်ပြုထားပါတယ်။ပြည်သူလူထုရဲ့အပိမှုကပဲဒီလိုလက်နက်ကြီးတဲ့တီချွန်နိုင်တဲ့အထိခွန်အားဖြစ်စေခဲ့တာပါ။ SDTF တပ်ရဲ့အနေနဲ့ခင်မင်းနည်းပညာတွေကိုအသုံးပြုပြီးလက်နက်တွေကိုပုံမထိအောင်ပုံမတိကျအောင်အဆင့်မြင့်တင်နေတယ်လို့အခုထပ်ပိုတဲ့တီထွင်မှုအသက်တွေကိုလည်းဆက်လက်လှုပ်ဆောင်ပေးနေရလို့ထုတ်ပြန်ထားပါတယ်။ဒါဟာစစ်ကော်မရှင်အတွက်တော့တကယ်ကိုကြီးမားတဲ့ချင်းချောက်မှုတစ်ခုဖြစ်လာမှာပါ။တော်လိုင်းအင်အားစုတွေဟာအရင်ကဆိုရင်လက်လုံတနက်တွေကိုပဲအကူခဲ့ရကနေအခုဆိုရင်အဝေးပြည့်ဒုံးကျည်အမျိုးအစားတွေကိုပါကိုယ်တိုင်တီထွင်ထုတ်လုပ်နိုင်တဲ့အထိနည်းပညာပိုင်းမှာခုံပြန်ကျော်လွှားတိုးတက်လာတာကိုတွေ့ရပါတယ်။အဝေးပြေဒုံးကျည်တီထွင်နိုင်ခြင်းဟာစစ်ကော်မရှင်ရဲ့စစ်စခန်းတွေကင်းစခန်းတွေကိုအဝေးကနေအထိနာအောင်ပစ်ခတ်နိုင်မှာဖြစ်လို့တိုက်ပွဲတွေမှာအသာစီးရဖို့အများကြီးအထောက်အကူဖြစ်စေမှာပါ။နောက်ပြီးဒီလိုလက်နက်တွေကိုပြည်တွင်းမှာတင်ကိုယ်တိုင်ထုတ်လုပ်နိုင်တာဟာလက်နက်ခင်းရဲ့လိုအပ်ချက်အတွက်အများကြီးတက်တာစေတယ်လို့ရန်သူနေမြေထဲထိပါပစ်ခတ်နိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်လိုက်တာပါ။စစ်ကော်မရှင်ရဲ့စစ်ကြောင်းတွေစခန်းတွေကိုအဝေးကနေစောင့်ကြည့်ပြီးတိကျတဲ့ဒုံးကျည်တွေနဲ့တိုက်ခိုက်နိုင်တဲ့အတွက်ကြောင့်သူတို့ရဲ့ကာကွယ်ရေးစနစ်တွေကိုပါအကြီးအကျယ်ထိခိုက်စေမှာပါ။တော်ရင်တပ်ဖွဲ့ရဲ့နည်းပညာပိုင်းစမ်းသစ်တီထွင်မှုတွေဟာနေ့စဉ်နဲ့အများတိုးတက်လာနေရကိုဒီသတင်းကကောင်းကောင်းကြည့်တတ်တယ်ပြနေပါတယ်။ပြောရရင်တော့ SDTF အဖွဲ့ရဲ့အခုလိုတီထွင်ထုတ်လုပ်နိုင်မှုဟာတော်ရင်ရဲ့အတွက်အရေးပါတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးတိုက်ပွဲဝင်ရဲ့ရဲဘော်တွေအတွက်လည်းကြီးမားတဲ့အားဆက်တစ်ခုဖြစ်လာမှာပါ။ပြည်သူရဲ့အပိထောက်ပံ့မှုနဲ့အတူဒီလိုနည်းပညာမြင့်လက်နက်တွေပုံမထုတ်လုပ်လာနိုင်လေစစ်ကော်မရှင်ရဲ့အဆုံးသတ်ဟာပုံမမြန်ဆန်လာလေပဲဖြစ်မှာပါ။